လေးရဲ့အစမှာတော့ထုံးစံအတိုင်းရန်တက်နေကြတဲ့ကြောင်နှဲချက်ကိုတွေ့ရမှာပါသူတို့နှစ်ယောက်တက်နေကြတော့မှပဲချိုးချင်းတွေရောင်းတဲ့ဆိုင်ကဆိုင်ပွေးချင်းရောက်လာလို့ဆိုင်စားဖွင့်ပါတယ်ရက်ွက်ထဲမှာရှိနေတဲ့ကလေးတွေအားလုံးကလည်းချိုးချင်းဆိုင်စီသွားပြီးတော့မှဝန်ခါချောကလက်ချောင်းတွေကိုအလူရဲဝဲကြပါတယ်ကိုကြောင်နဲ့ကိုကျော့ကလည်းအပြင်မှာရန်ဖြစ်ရတာအားမရတာကြောင့်ဆိုင်ထဲတွေဝင်ပြီးတော့ရန်ဖြစ်ကြပါတယ်ချောကလက်ဆိုင်ထဲမှာကလေးတွေအများကြီးပြုံးပြော်နေကြပေမဲ့ဆိုင်ပြင်မှာတော့ဆိုင်ထဲကကလေးတွေကိုကြည့်ပြီးမပြောနိုင်ဖြစ်နေတဲ့ကလေးတစ်ယောက်ရှိပါတယ်သူကတော့ချာလီပါချာလီကတော့တမျိုးလုံးရဲ့အစင်းရဲဆုံးသောကလေးလေးပဲဖြစ်ပါတယ်ချာလီမှာအဖိုးနှစ်ယောက်အဖွားနှစ်ယောက်နဲ့အမေပဲရှိတော့တာဖြစ်ပြီးတော့တမိသားစုလုံးကသူ့ရဲ့သတင်းစာပို့ပြီးရတဲ့ငွေလေးနဲ့ချွေတာနေထိုင်ကြရပါတယ်။ဒါကြောင့်မိသားစုအတွက်ပဲစဉ်းစားနေရတဲ့ချာလီလေးကဝင်းခါချောကလက်ချောင်းတွေကိုဝယ်မစားနိုင်ပါဘူး။ချာလီလည်းဆိုင်ရှိကနေမျက်နှာငယ်လေးနဲ့ထွက်လာလိုက်ပါတယ်။တနေရာရောက်မှာတော့ဆိုင်ထဲရန်ဖြစ်တာတော့မှအားမရလို့အပြင်ပြန်ထွက်ပြီးရန်ဖြစ်နေတဲ့ကိုကြောင်နဲ့ကိုကျွတ်ကိုတွေ့ရပါတယ်။ချာလီကတော့ကိုကြောင်နဲ့ကိုကျွတ်ကရန်ဖြစ်နေရလို့မထင်ပါဘူး။အဲစားကိုကြောင်ကကိုကျွတ်ကိုစားဖို့လုပ်နေတယ်လို့ထင်သွားပါတယ်။ဒါကြောင့်ကိုကြောင်လည်းနေရင်ထိုင်ရင်းနဲ့ချာလီစီမှာအဆူခံလိုက်ရပါတယ်။ချာလီကလည်းကိုကြောင်တို့ဘိုက်စာနေတာသိတော့ပေါင်မုံတလုံးထုတ်ကြွေးပါတယ်ဘိုက်စာနေတဲ့ကိုကြောင်ကလည်းချာလီကျွေးတဲ့ပေါင်မုံကိုအားရပါရစားပြစ်လိုက်ပါတယ်အဲနောက်မှာတော့ချာလီနဲ့ကိုကြောင်တို့နှစ်ယောက်စကားပြောဖြစ်ပါတယ်ချာလီကလည်းသူချောကလက်ကိုဘလောက်စားချိန်ကြောင်ကိုကြောင်ကိုပြောပြပါတယ်အဲနောက်မှာတော့ချာလီလည်းအိမ်ပြန်သွားပါပြီကိုကြောင်တို့ကလည်းချာလီလေးအတွက်ဆိုပြီးလမ်းဘေးမှာလမ်းသွားလမ်းလာတွေကိုကပြရင်းနဲ့ချောကလက်လိုက်တောင်းပါတယ်ဒါပေမဲ့ဘသူကမှသူတို့ကိုချောကလက်မပေးပါဘူးဒါကြောင့်ကိုကြောင်တို့လည်းစိတ်ညစ်နေပါပြီအဲအချိန်မှာပဲဝန်ခါချောကလက်ဆက်ယုံကပစ္စည်းပို့တဲ့ကားကြီးရောက်လာပါတယ်ကိုကြောင်တို့ကလည်းမတက်တာတဲ့အဆုံးဆိုပြီးချောကလက်ကားထဲပါတဲ့ချောကလက်ကိုရအောင်ခိုးပါတယ်အဆောင်ဖြစ်တဲ့ကိုခွေးစီမှာမိသွားပေမဲ့ကိုကြောင်တို့ကအရှိတလန်းသာနေလို့အဖမ်းတော့မခံလိုက်ရပါဘူးအဲဒီအချိန်ချာလီကတော့အဖိုးဖြစ်သူနဲ့စကားပြောနေပါတယ်ချာလီအဖိုးကလည်းချာလီကိုဝန်ခါဆက်ယုံပိုင်ရှင်ဝီလီဝန်ခါအကြောင်းပြောပြနေပါတယ်အမှန်တော့ဝီလီဝန်ခါကသူ့ကိုယ်သူဆက်ယုံတဲ့တော့ပိတ်ပြီးတော့နေနေတာအတော့ကြပါပြီအဲ့လိုနေရတယ်ဆိုတာကလည်းစလက်ဝေါ်လို့ခေါ်တဲ့လူတစ်ယောက်ကဝန်ခါရဲ့ချောကလက်ထုတ်လို့ရေးဖော်မြူလာတွေကိုအတင်းလိုက်ခိုးနေလို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကိုကြောင်နဲ့ကိုကျွမ်းနဲ့ရောက်လာပြီးတော့ချာလီကိုချောကလက်ပူကြီးလာပေးပါတယ်ဒါပေမဲ့ချာလီကတော့ခိုးလာတဲ့ချောကလက်ကိုမစားပါဘူးအဲ့အပြင်ကိုကြောင်တို့ကိုချောကလက်တစ်ဖာလုံးပြန်သွားထားဖို့တော့ပြောပါသေးတယ်ကိုကြောင်တို့ကလည်းချာလီစကားနားထောင်ပြီးတော့ချောကလက်ဖာကြီးကိုပြန်သွားပို့ပါတယ်အဲဒီနောက်မှာတော့ကြောင်ရောက်နေတဲ့ချာလီစီကိုသွားပါတယ်ဖြစ်ရှင်တော့ဒီနေ့ကဝီလီဝန်ခါဆက်ယုံကနေအထူးကြေညာချက်ထုတ်တဲ့နေပါအဲ့ဒါကတော့တခြားမဟုတ်ပဲရွှေလက်မဲ့ရတဲ့သူ9ယောက်ကိုတသက်စာချောကလက်တွေပေးမယ်အကြောင်းပါပဲအဲဒီရွှေလက်မဲ့တွေဆိုတာကလည်း9ယောက်စာအတွက်9ဆောင်ပဲထုတ်ထားပြီးတော့ဗီလီယံနဲ့ရှိတဲ့ချောကလက်ချောင်းတွေထဲမှာဖွက်ထားပါတယ်ချာလီတို့ဆရာကလည်းဒီသတင်းကိုကြားတော့အတန်းမှာဖြတ်ပြီးချောကလက်ဝယ်ဖို့အတွက်သွားပါတယ်တခြားကျောင်းသားတွေလည်းထွက်သွားကြပြီဖြစ်တာကြောင့်အတန်းထဲမှာချာလီတယောက်ပဲကြံမာတော့တယ်ချာလီကလည်းချောကလက်မဝင်နိုင်လို့ဆိုပြီးဝမ်းနဲ့နေမိပါတယ်ချာလီကဝမ်းနဲ့နေတော့ကိုကြောင်နဲ့ကိုကျွတ်လည်းဝမ်းနေပါတယ်ညဘက်ချာလီအိမ်ပြောက်တဲ့အချိန်မှာတော့အဖိုးဖြစ်သူကသူ့ကိုနှစ်သိမ့်ပေးပေမဲ့လေချာလီရဲ့ဝမ်းနဲ့စိတ်ကတော့မပြောက်ပါဘူးအဲ့ဒါအပြင်ရွှေလက်မဲ့ရဲ့ပထမဆုံးကန်တူးရှင်အကြောင်းကိုကြားတော့ပိုလို့တော်မှဝမ်းနဲ့မိသွားပါတယ်ဘာလို့နဲ့ရက်တွေလည်းကြာလာခဲ့ပါပြီရွှေလက်မဲ့ကန်တူးရှင်ကလည်းအခုဆိုတယောက်ပဲလိုပါတော့တယ်ချာလီကတော့အခုချိန်ထိချောကလက်ဖို့မရှိသေးပါဘူးဒါကြောင့်တိမ်ငယ်နေမိပါတယ်ဒါကိုသိတဲ့အဖိုးဖြစ်သူကလည်းတနာစရာချာလီလေးကိုချောကလက်တစ်ချောင်းလက်ဆောင်ပေးပါတယ်ဒီချောကလက်ကတော့အဖိုးဖြစ်သူအနှစ်လစုထားတဲ့ငွေလေးတစ်ပဲ6ပြားနဲ့ဝယ်ထားတာပါရှာလီတို့ကလည်းအားသက်တရောနဲ့ချောကလက်ကိုဖွင့်ကြည့်ပေမဲ့ချောကလက်ထဲမှာတော့ရွှေလက်မက်ကရှိမနေပါဘူးဒါကြောင့်ရှာလီလည်းအားငယ်သွားပါတယ်အဲဒီအချိန်မှာပဲရွှေလက်မက်ရဲ့9ယောက်မြောက်ကန်တူးရှင်လည်းပေါ်လာပါပြီနောက်တစ်ရက်မှာတော့ကိုကြောင်နဲ့ကိုချက်ကရှာလီအတွက်ချောကလက်ဝယ်ပေးနိုင်ဖို့ပလင်းကုန်တွေလိုက်ကောက်ကြပါတယ်ကိုကြောင်တို့လည်းပလင်းကွန်တွေရောင်းလို့ရတဲ့ငွေနဲ့ချောကလက်ဝယ်ဖို့သွားပါတယ်ဖြစ်ရှင်တော့သူတို့သွားတဲ့လမ်းမှာခလို့တိုက်မိပြီးအချွေဆေးကကိုကျွဲလက်တဲကနေလွတ်ကျသွားပါတယ်အဲ့ဒီအချွေဆေးကိုလည်းကလေးတစ်ယောက်ကလာကောက်သွားပါတယ်ကန်ကောင်းကျင်တော့လာကောက်သွားတဲ့ကလေးကချာလီဖြစ်နေပါတယ်နှစ်ထပ်ကွမ်းကန်ကောင်းကျင်တော့ချာလီတစ်ယောက်ချောကလက်အကြံတစ်ခုဝယ်လိုက်ရပါတယ်သုံးထပ်ကွမ်းကန်ကောင်းကျင်တော့9ယောက်မြောက်ရွှေလက်မဲ့ကန်တူးရှင်ကရွှေလက်မဲ့အတူလောက်ခဲ့တာဖြစ်လို့အဖမ်းခံလိုက်ရပါတယ်ချာလီလေး4ထပ်ကွမ်းကန်ကောင်းကျင်တော့သူဝယ်လာတဲ့ချောကလက်ထဲမှာ9ခုမြောက်ရွှေလက်မဲ့လေးပါနေပါတယ်ဒါကြောင့်ကိုကြောင်နဲ့ကိုချက်ကလည်းချာလီလေးကိုသူများဒုက္ခမပေးခင်ဆွဲခေါ်သွားကြပါတယ်သူတို့3ယောက်ရဲ့အိမ်ပြန်လမ်းမှာတော့လူတစ်ယောက်နဲ့တွေ့ပါတယ်အဲလူကတော့တခြားသူမဟုတ်ပါဘူးဝီလီယံခါရဲ့ရန်သူတော်ကြီးစလက်ဝေါ်ပါပဲစလက်ဝေါ်ကချာလီကိုအပေးယူတခုလုပ်ဖို့ပြောပါတယ်အဲ့ဒါကတော့ဝင်ခါအခုထွင်နေတဲ့ရာသက်ပံတရားလုံးဆိုတာကိုယူလာခိုင်းတာပါစလက်ဝေါ်ရဲ့အကြံကတော့အဲ့ဒီတရားလုံးကိုသာရရင်တရားလုံးရဲ့ formula ကိုယူပြီးတော့အစင်တူထုတ်ဖို့ပါပဲအဲ့ဒီအတွက်လည်းချာလီကိုငွေတွေအများကြီးပေးမယ်လို့ပြောပါတယ်ဒါပေမဲ့ချာလီကတော့ Slack Wall စကားကိုနားမထောင်မဲနဲ့အိမ်ပဲပြန်ပြေးလာလိုက်ပါတယ်အိမ်မရောက်ချိန်မှာတော့အဖိုးဖြစ်သူကိုဖြစ်ခဲ့သမျှအကုန်ပြောပြလိုက်ပါတယ်လက်မမပါတဲ့အတိုင်းဆိုရင်ချာလီကဝင်ခါနဲ့သွားတဲ့အချိန်မှာမိသားစုဝင်တစ်ယောက်ကိုခေါ်သွားခင်ရှိပါတယ်ချာလီကလည်းအိမ်ရတယ်လဲနေတဲ့အဖိုးဖြစ်သူကိုသူနဲ့လိုက်ပေးခိုင်းလိုက်ပါတယ်ချာလီဖိုးကလည်းချာလီတွက်ဆိုပြီးတော့စူးစမ်းမတက်ရရင်ကနေလမ်းပြန်ချောင်းနိုင်သွားပါပြီဒီလိုနဲ့ပဲနောက်နေ့မှာတော့ရွှေလက်မမပါတဲ့ရက်ဆွဲရောက်လာပြီမို့လို့
မစ္စတာဝန်ခါနဲ့တွေ့ဖို့သွားရပါပြီသူတို့သွားတော့ရွှေလက်မက်ကအိတ်ကက်အပေါက်ကနေပြုတ်ကျကြံခဲ့ပြန်ပါတယ်ဒါကြောင့်ကိုကြောင်နဲ့ကိုကျွက်ကသူတို့ကိုပွဲချင်းအမီလက်မှတ်သွားပို့ပေးရပါတယ်အဲဒီနောက်မှာတော့ဝန်ခါကလည်းထွက်လာပြီးတော့ချာလီတို့အားလုံးကိုစက်ယုံတွေကိုခေါ်သွားပါပြီကိုကြောင်တို့ကလည်းအိမ်ပြန်လာဖို့လုပ်ပါတယ်ဒါပေမဲ့စလက်ဝေါ်ကြီးစက်ယုံတွေဝင်သွားတာမြင်တာကြောင့်ချာလီတို့ကိုတတိပေးရမယ်ဆိုပြီးစက်ယုံတွေကိုအမြန်ဝင်လာကြပါတယ်ကိုကြောင်နဲ့ကိုကျွတ်တို့စက်ယုံတွေရောက်ချိန်မှာတော့အွန်ပါလွန်ပါအမျိုးအနွယ်လေးတက်ဖီကိုတွေ့ရပါတယ်။အွန်ပါလွန်ပါဆိုတာကတော့ဝီလီဝင်ခါရဲ့ချောကလက်စက်ယုံကြီးထဲမှာချောကလက်တွေအထူးကထုတ်လုပ်ပေးနေတဲ့သူတွေပါ။သူတို့ကအရင်တုန်းကတော့အန်ဒရယ်များတဲ့တောအုပ်ကြီးထဲမှာနေခဲ့ကြပါတယ်။ဒါပေမဲ့ဝီလီဝင်ခါကသူတို့ကိုတောထဲကခေါ်ထုတ်လာခဲ့ပါတယ်။ဝင်ခါကသူတို့ကိုအသက်ကြီးခဲ့တဲ့အပြင်နေစရာပါပေးထားတဲ့အတွက်အွန်ပါလွန်ပါတွေကလည်းဝန်ခါကိုကျေးဇူးဆက်တဲ့အနေနဲ့ချောကလက်တွေထုတ်ပေးနေတာပါ။တက်ဖီကတော့အွန်ပါလွန်ပါဖြစ်ဖို့အရက်မမီလို့အွန်ပါလွန်ပါမဖြစ်နိုင်တဲ့သူပါကိုကြောင်တို့ကလည်းတက်ဖီကိုစလက်ဝေါ်အကြောင်းပြောပြပါတယ်တက်ဖီကလည်းမစ္စတာဝင်ကာကိုတတိသွားပေးရမယ်ဆိုပြီးတော့ကိုကြောင်တို့နဲ့အတူမစ္စတာဝင်ကာရှိရာကိုသွားပါတယ်မစ္စတာဝင်ကာကလည်းချာလီတို့ကိုအခန်းငါးခန်းစီခေါ်လဲပါတယ်တခန်းနဲ့တခန်းကတော့လာလာမှမဆိုင်ပါဘူးမစ္စတာဝင်ကာကလည်းချာလီတို့အတွက်လက်ဆောင်ဆိုပြီးရာသပန်စကြားလုံးတစ်ယောက်လုံးစီပေးပါတယ်ကိုကြောင်တို့ကလည်းအခန်းငါးခန်းလုံးမှာစလက်ဝေါ်ကြီးနဲ့ပြန်တိုက်ရပါသေးတယ်ဒါပေမဲ့ကိုကြောင်တို့တော့ကတော့မစ္စတာဝင်ကာစီရောက်အောင်မသွားနိုင်ခဲ့ပါဘူးအကြောင်းကတော့မစ္စတာဝင်ကာကအကြောင်းဆိုရင်တေလောက်အောင်မုန်းတာဖြစ်လို့သူတို့ကိုသာတွေ့သွားရင်ချာလီတော့ရောက်မှာဆိုလို့ပါရွှေလက်မက်ပိုင်ရှင်ကလေး9ယောက်ကလည်းမစ္စတာဝင်ကာခေါ်သွားတဲ့9ခန်းလုံးမှာတယောက်တစ်ခန်းစီပြဿနာရှာပါတယ်ချာလီတို့ဆိုရင်လည်းမိုးပြန်အချိုရီကိုယူသွားလိုက်မိသေးတာပါပဲချာလီတို့ကတော့အချိန်မီအဖွဲ့အစည်းပြန်သွားနိုင်ခဲ့လို့မစ္စတာဝင်ကာမသိဘူးထင်တာပါ9ခန်းမြောက်ကိုသွားပြီးချိန်မှာတော့မစ္စတာဝင်ကာကချာလီတို့ကိုအိမ်ပြန်မှုပြောပြီးထွက်သွားပါပြီအဲဒီအချိန်မှာပဲစလက်ဝေါ်ကြီးရောက်လာပြီးတော့ကိုကြောင်တို့စီကရာသပန်စကြားလုံးကိုအတင်းလူပါတယ်ချာလီနဲ့ကိုကြောင်တို့ကလည်းစကြားလုံးကိုရအောင်ကာကွယ်ရပါသေးတယ်အမှန်တော့ကိုကြောင်ကစလက်ဝေါ်နဲ့ရန်ဖြစ်ရင်းနဲ့ရာသပန်စကြားလုံးထုတ်တဲ့ဆက်ကိုမတော်တဆဖွင့်လိုက်မိတာပါဒါကြောင့်သူ့ကိုယ်ပိုင်စကြားလုံးတစ်လုံးရလိုက်ပေမဲ့လည်းစလက်ဝေါ်ကြီးကအဲ့ဒီစကြားလုံးကိုအတင်းလိုက်လို့နေပြန်တာကြောင့်ပတ်ပြေးနေရပါတယ်ချာလီတို့လည်းရွေးစရာမရှိတဲ့အဆုံးမစ္စတာဝင်ခါရဲ့ဆက်တစ်ခုကိုသုံးပြီးတော့တွန်ရဲ့စကြားလုံးကြီးကိုဖျောက်ပစ်လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့စလက်ဝေါ်ကြီးကိုလည်းတန်းပေါင်းများစွာသောအစိပ်ပိုင်းတွေဖြစ်နေပြောင်းပစ်လိုက်ပြန်ပါတယ်စလက်ဝေါ်ကဆက်ကြောင့်အစိပ်ပိုင်းဖြစ်သွားတယ်ဆိုပေမဲ့လည်းအမြဲတမ်းကြီးအဲ့လိုဖြစ်နေမှာတော့မဟုတ်ပါဘူးခဏလောက်ပဲဖြစ်နေမှာပါအဲ့အပြင်သူတို့ရဲ့ကြီးစေသေးစေဆက်နဲ့တိုက်ခိုက်မှုကြောင့်တက်ဖီကလည်းအရွယ်နဲ့ပိုကြီးသွားပါသေးတယ်တခြားသူတွေကတော့တက်ဖီကိုငကိုအတိုင်းပြန်ဖြစ်အောင်လုပ်ပေးဖို့လုပ်ပါတယ်ဒါပေမဲ့တက်ဖီကတော့အရင်တိုင်းမဖြစ်ရှင်တော့ပါဘူးချာလီအဖိုးကလည်းစလော့ကိုနှိမ်နှင်းပြီးဆိုတော့မစ္စတာဝင်ကာစီမှာချောကလက်သွားတောင်းပါတယ်သူတို့ကတော့သူတို့အချိုရီခိုးတောက်တာကိုမစ္စတာဝင်ကာမသိဘူးထင်တာပါမစ္စတာဝင်ကာကတော့ချာလီတို့အချိုရီခိုးတောက်တာကိုသိပါတယ်ဒါကြောင့်လည်းချာလီတို့ငါ့ကိုလိုစီကံဖောက်တဲ့ကလေးတွေကိုဘာချောကလက်မှပေးနိုင်အောင်ဆိုပြီးထားလုပ်ပါတယ်အဲ့ဒါအပြင်ကိုကြောင်တို့စက်ယုံနဲ့ဝင်လာတဲ့ကိစ္စကိုလည်းမစ္စတာဝင်ကာအတော်လေးကိုစိတ်ဆိုးနေပါသေးတယ်ချာလီအဖိုးကလည်းချာလီကိုခေါ်ပြီးတော့ရာသပန်စကြားလုံးကိုစလက်ဝေါ်စီမှာတွားရောက်မယ်လို့ထားလုပ်ပါတယ်ဒါပေမဲ့ချာလီကတော့မစ္စတာဝင်ကာအပေါ်မကောင်းမလို့ရပါဘူးဒါကြောင့်သူရထားတဲ့စကြားလုံးကိုမစ္စတာဝင်ကာကိုတွားပြန်ပေးလိုက်ပါတယ်ချာလီမသိလိုက်တာကတော့ရှေ့တစ်လျှောက်လုံးမှာဖြစ်ခဲ့တာမှန်သမျှကမစ္စတာဝင်ကာရဲ့စမ်းသပ်မှုတွေဆိုတဲ့အကြောင်းပါပဲအမှန်တော့မစ္စတာစလက်ဝေါ်ဆိုတာကလည်းစလက်ဝေါ်အစ်မဟုတ်ပဲနဲ့မစ္စတာဝင်ကာရဲ့ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ပါပဲဘလို့ပဲပြောမစ္စတာဝင်ကာကိုအဆုံးထိသစ္စာရှိပေးဖို့ရွေးလိုက်တဲ့ချာလီကတော့မစ္စတာဝင်ကာရဲ့စာအုပ်ဝဲကိုအောင်သွားပါပြီမစ္စတာဝင်ကာကလည်းချာလီကိုစာအုပ်ဝဲအောင်သွားကြောင်းဝမ်းပန်းတသာနဲ့ပြောပါတယ်မစ္စတာဝင်ကာလည်းချာလီကိုအော်ခဲ့ပြောခဲ့တာအတွက်တောင်းပန်ပါတယ်အဲ့ဒါအပြင်ကိုကြောင်တို့ကိုလည်းစူမီလို့ဆိုပြီးတောင်းပန်ပါတယ်ဒါတွေမဲလားဆိုပြီးမဟုတ်ပါဘူးတက်ဖီကလည်းအရက်မိသွားပြီဖြစ်လို့အွန်ပါလွန်ပါဖြစ်သွားပါပြီအဲနောက်မှာတော့သူတို့အားလုံးအတူမိုးပြန်ဓာတ်လေကားကြီးကိုစီးပြီးတော့မျိုးအနှံ့လျှောက်ကြည့်ကြပါတယ်ကိုကြောင်နဲ့ကိုချက်ကလည်းမိုးပြန်အချိုရည်တွေတောက်ပြီးတော့သူတို့နောက်ကလိုက်ပါတယ်မစ္စတာဝင်ခါကလည်းချောကလက်ရတော့မှမို့လို့ပြောနေတဲ့ချာလီလေးကိုစက်ယုံမှာလွှဲပေးမဲ့အကြောင်းပြောလိုက်ပါတယ်အမှန်တော့မစ္စတာဝင်ခါကစက်ယုံအတွက်စက်ခံသူရှာနေတာပါချာလီကလည်းနေရင်ထိုင်ရင်နဲ့စက်ယုံတစ်ခုလုံးရတော့မှမို့လို့အရန်ပျော်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့စက်ယုံမှာနေဖို့အတွက်ချာလီမိသားစုကိုအားလုံးအတူသွားခေါ်လိုက်ရင်းနဲ့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါပြီ